ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်းမတော်တဆကိုဝင်ရရှိခဲ့တဲ့နာမည်ကြီးနုပညာရှင်၄ဦးနံပါတ်၄လီဆာကူဒရိုလက်ဆာကဒရောဖရန်ဇလန်တွေရိုက်ကူးနေစဉ်မှာသူမရဲ့တကယ့်ကိုဝင်ကိုလုံးဝဖုံးကွယ်ထားခြင်းမရှိခဲ့ပါဘူးအဲ့ဒီအစားဇညွှန်းရေးဆရာတွေက PB4B တယောက်သူမမောင်လေးရဲ့အမွှာ၃ယောက်ကိုဝင်ဆောင်ပေးရတဲ့ပုံစံမျိုးပြောင်းလဲခဲ့ပါတယ်အရန်ကောင်းမွန်တဲ့ဟာတာဇညွှန်းလို့ထင်ရပေမဲ့တကယ်တော့ဒါဟာသူမရဲ့လက်တွေ့ဘဝအပေါ်အခြေခံထားတာပါမျက်နှာပြင်ပေါ်မှာမြင်တွေ့ရတဲ့သူမရဲ့အမြဲတမ်းပင်ပန်းနွမ်းနယ်နေတဲ့ပုံစံဟာတရုပ်ဆောင်နေတာမဟုတ်ပဲတကယ်ကိုဝင်ဆောင်ပင်ပန်းမှုပဲဖြစ်ပါတယ်နံပါတ်3ကဲကတော့ကော်ကဲတဲ့Wonder Woman ရုပ်ရှင်ပြန်လည်ရိုက်ကူးမှုတွေလုပ်နေတဲ့အချိန်မှာသူမဟာကိုဝင်9လရှိနေပါပြီထုတ်လုပ်ရေးအဖွဲ့ကသူမရဲ့တန်ချက်ကဝစ်စုံကိုကိုဝင်ပိုက်အတွက်နေရာချန်ပြီးအသစ်ပြန်လည်ဒီဇိုင်းထုတ်ခဲ့ရတယ်လို့နောက်ပိုင်းမှာဖျားနဲ့ပြန်ဖြတ်ခဲ့ရပါတယ်သူမဟာကိုဝင်နဲ့အတူအရှင်ကန်းတွေကိုငြိမ်ငြိမ်လေးရိုက်ကူးခဲ့တာဖြစ်လို့ဒါဟာတကယ်လက်တွေ့ဘဝကစူပါဟီးရိုးအခိုက်အတန့်ပါပဲနံပါတ်2 Penelope Cruz Penelope Cruz Pirates of the Caribbean on Stranger Tides ရိုက်ကူးနေစဉ်မှာသူမရဲ့ကိုဝင်ကြောင့်ဖန်တီးမှုအသစ်တစ်ခုလုပ်ခဲ့ရပါတယ်သူမရဲ့ညီမဖြစ်သူ Monica Cruz ကလူစားထိုးတရုပ်ဆောင်ပေးခဲ့ပြီးအဝေးရိုက်ချက်တွေနဲ့အရှင်ကန်းတွေကိုတာဝန်ယူပေးခဲ့ပါတယ်Penelopeကတော့အနီးကပ်ရိုက်ချက်တွေကိုပဲအာရုံစိုက်ခဲ့တာကြောင့်ပရိသတ်တွေလုံးဝတတိမထားမိအောင်ချောချောမွေ့မွေ့ဖြစ်သွားခဲ့ပါတယ်။နံပါတ်1 Scarlett Johansson Avengers Age of Ultron ရိုက်ကူးနေစဉ်မှာ Marvel အနေနဲ့သူမရဲ့ကိုဝင်အတွက်အမြန်ဆုံးအခြေအနေနဲ့လိုက်ရောညီထွေဖြစ်အောင်လုပ်ခဲ့ရပါတယ်။သူတို့ဟာလူစားထိုးတရုပ်ဆောင်များပြားတဲ့ကျဲတွေကိုအများကြီးအသုံးပြုခဲ့ရပါတယ်။ Chris Evans ကတော့ရိုက်ကွင်းမှာရှုပ်ထွေးခဲ့ရတယ်လို့နောက်ပြောင်ခဲ့ပါသေးတယ်။ဒါပေမဲ့စကားထွက်လာတဲ့အခါမှာတော့တင်လုံးဝတတိထားမိမှာမဟုတ်ပါဘူး။ဘသူကတင့်ကိုအံ့ဩဆုံးဖြစ်စေတယ်လဲ။